အဲ့ဒါကိုတော့ရတယ်ရရအောင်ပဲသူကလည်းအဲ့လောက်စစ်တာမေးတာတော့ရတာပဲပြောလိုက်တော့ဘာဟိုရွာလေးပုံတာလေးပြောရှင်းမယ်လေအဲ့လို